ဒီနေ့ဖွင့်နေ့ကတော့မနှက်ညပဲเนาะအကိုတွေမတွေအားလုံးပဲကဲအားလုံးပဲလိုက်တဲ့ဝင်လာပေးမယ်ဗျာဒီညတော့အောင်ဝဲလေးလေးခံရင်ငါကိုငါမတွေအတွက်အင်္ဂါနေ့အတွက်ဆက်ပြီးတော့သွားမယ်မင်္ဂလာပါညီလေးတွေမင်္ဂလာပါမနေ့ကတော့ငါကျွန်တော်ရဲ့ live video တွေပါအမြဲတမ်းဝင်ရောက်ကြည့်ရှုအပ်ပေးတဲ့ကိုရီမားတွေအားလုံးပဲကျေးဇူးတင်ပါတယ် channel ကို subscribe မရသေးရင် channel ကို subscribe နှိပ်ပြီးတော့မှကြည့်ပေးပါဦးเนาะငါကိုရီငါမတွေပျော်နိုင်ပြီမလားမနေ့ကလည်းကျွန်တော်ပြောခဲ့တယ်เนาะတင်းနာနေအဖွင့်လေးကိုဘာမှထွေထူးတွေမလုံးနေနဲ့ပတ်တီးတစ်လုံးကြိုက်တယ်6ပတ်တီး6လုံးပိုင်းအားလုံးပဲကျွန်တော်စောဖို့ပြောခဲ့တယ်เนาะနေကရဆိုတော့တိတ်လေးမကောင်းလို့လိုက်မလွှဲနေတာเนาะတနေ့ကောင်ကျွန်တော်မနေ့ကတော့61 6ပတ်တီးနဲ့အဖွင့်လေးမှာကျွန်တော်ရဲ့နေတိုက်ကိုရီမားတွေအားလုံးရတယ်ဒီညနေမှာကျွန်တော်ရဲ့ချစ်ရပါတော့เนาะကျွန်တော်ရဲ့အခွေဇာတုံးဝေးတဲ့နှစ်ခွန်လေးကိုအခွေနှစ်အပူညက်နေမှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေရတယ်เนาะအဲ့အတွက်မနေ့ညလေးမှာအဖွဲ့ဝင်ရောနေတိုက်ကောတရက်ထဲနဲ့ပြောအောင်လုပ်ပေးလိုက်ပြီเนาะအခုအင်္ဂါနေ့အတွက်ဆက်ပြီးတော့လုပ်ပေးဦးမယ်เนาะမင်္ဂလာပါညီပြောတယ်မလားငါကိုငါမတွေအဲ့အတွက်ရတဲ့မျိုးတွေက comment မှာရတဲ့အကြောင်းပေါ့ဗျာဟုတ်တယ်မလားကျွန်တော်ပြောပြီးသားလေအခုဘက်ကကျွန်တော်တို့အပတ်ပါလေကျွန်တော်ပြောပြီးသားเนาะအဲ့တော့အဖွင့်နေရတွေမနေ့ညတက်တည်ပြပြီးလိုက်တာကျေးဇူးတင်ပါတယ်တဲ့โอเคပါတဲ့ဆောင်းရတယ်နည်းနည်းက9000ဝေးရတယ်တဲ့โอเคပါဗျာပြောစရာကြီးနော်ပြောစရာကြီး